做嘢唔得食 breakfast 衫咩 No. 衫下帶幫忙你都帶衫咪你衫咪你အဖေကြော်လည်းမနဲ့စားအမြဲတမ်းပေါင်မရိုးရိုးပဲစားတယ်သူလည်းမစားချင်တော့ဘူးလူလုတ်ကြွေကောင်းလည်းမသိဘူးခလေးတွေကလေမနဲ့စားမစားလို့တော့မဖြစ်ဘူးသူတို့မနဲ့စားမစားဘူးဆိုရင်လေတနေ့ကုန်ခေါင်းမကြီးစိတ်မကြီးခေါင်းကိုက်တတ်တယ်အဲ့တော့ပေါင်မုံတို့ကြောက်ခင်လေလုတ်ကြွေကြည့်လိုက်မယ်သူတို့စားမလားမသိဘူး လိုအပ်တဲ့ပစ္စည်းတွေကတော့ပေါင်မုံတို့ကြက်ဥပဲနော်ကြက်ဥကိုနို့ရဲ့တကြားရဲ့ရောပြီးတော့မှွေထားမယ်ပြီးရင်ပေါင်မုံတွေကိုအဲ့ထက်ကိုစိမ့်လိုက်မယ်အဲ့ဒီပေါင်မုံတွေကို air fryer နဲ့အပူချိန်180မှာ10မိနစ်ကင်ထားမယ်ရရင်နောက်တစ်ဖက်ကို9မိနစ်ထပ်ကင်မယ်ဝါအနံမွမွေးလေးနဲ့ပေါင်မုံကင်လေးရပါပြီ လုတ်ချလေးတော့ရပြီမြင်ကြည့်လိုက်အောင်မယ် 他们有点淡季。 အများကောင်းတယ်ပေါင်မုံတို့ကြက်ဦးလေးကလေနို့နဲ့လို့သေးနေရောပဲပြီးတော့လေကြက်ဦးလေးလည်းပါတော့လေပေါင်မုံသားလေးကလုံးဝနူးညံ့သွားတာတော်တော်စားလို့ကောင်းတယ်ဒါကောင်းလာတာဒါလေးကြိုက်လားကြိုက်တယ် အသေးချော်ရိုးရိုးပေါင်မုံကြတော့မစားဘူးနော်ဒါကြတော့အရန်စားပဲပပလေးကမနဲ့ကျူရှင်ပြီးပြီဆိုတော့ဒါလေးနဲ့ breakfast စားနေတာပါ